နေ့တည့်ရဲ့လက်နဲ့ကြီးချိန်ကလေးမှာကိုမျက်စိနှလုံးပွင့်လာပြီဆိုတာနဲ့ခြေစုတင်လာတယ်ဆိုတဲ့စကားတစ်ခုကိုမဖြစ်မနေပြောပြဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ကိုရှစ်တန်းနေထိုင်ရာကိုရဲ့ဒီကဘာကြီးချိန်မှာကိုအသက်ရှစ်တန်းခွင့်ပေးလိုက်တဲ့နေ့တစ်နေ့စာရဲ့လက်နဲ့ကြီးချိန်ကလေးမှာကိုရဲ့မျက်စိနှလုံးပွင့်ပြီဆိုတာနဲ့လောကကဘာကြီးကိုအရေးအဆုံးခြေစုတင်လိုက်ပါ။ကိုယ်တိုင်ကတိစေသုံးဆွဲနေရတဲ့ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေရဲ့အပေါ်မှာကိုယ်အနေနဲ့ကကျေးဇူးတင်ပေးပါမိမိရဲ့ဘဝမှာရှင်သန်နေထိုင်တဲ့အခါမှာကိုယ်တို့တစ်ဖက်တစ်လမ်းကနေပြီးတော့အထောက်အပံ့ကောင်းတွေဖြစ်နေတဲ့ငွေချေးရဲ့အပေါ်မှာလည်းကျေးဇူးတင်ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့နေ့တစ်နေ့စာအတွက်ကိုယ်ရရှိပိုင်ဆိုင်ခဲ့တဲ့ကိုယ့်ရဲ့ဝင်ငွေတစ်ခုရဲ့အပေါ်မှာကိုယ်တိုင်ကကျေးဇူးတရားသူ့ရဲ့ကျေးဇူးတွေကိုနားလည်နိုင်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ကိုယ်နဲ့သက်ဆိုင်တဲ့ຢာတွေအားလုံးရဲ့အပေါ်မှာအမြဲတမ်းပဲပေါ့နော်ကျွန်တော်လက်ကိုက်ထားတဲ့အရာတစ်ခုရှိပါတယ်ဒါကတော့ဘာလဲဆိုတော့ကိုယ်နဲ့ဆက်ဆံပြီးတော့ပေါင်းတင်နေရတဲ့ကိုယ့်ရဲ့တငယ်ချင်းပေါင်းတင်မိတ်ဆွေတွေကိုယ့်ရဲ့စီးပွားလုပ်ပေါ်ကိုင်ဘက်တွေကိုအမြဲတမ်းပဲဆက်ဆံနေရတဲ့ကိုယ့်ရဲ့မိသားစုတွေရဲ့အပေါ်မှာကျေးဇူးတင်ပါကျွန်တော်ကတော့ကျေးဇူးတရားကိုမမျောတွင်တူတဲ့လူသားတယောက်မဟုတ်တဲ့အတွက်အခုလက်ရှိဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်